စီးပွားရေးလုပ်တဲ့အခါမှာငွေအရင်းနှီးလိုတာကမှန်ပါတယ်ဒါပေမဲ့ငွေအရင်းနှီးတဲ့စိတ်အရင်းအနှီးကပို့ပြီးတော့မှအရေးကြီးတာပဲဖြစ်ပါတယ်ဘဝအနာဂတ်မှာစီးပွားရေးလောကမှာဘယ်လိုပုံစံမျိုးဖြစ်နေကြတာလဲဘယ်လိုပိုင်ဆိုင်မှုမျိုးရှိနေကြတာလဲဆိုတဲ့အိမ်မက်ပန်းတိုင်ရှိရမယ်နောက်တစ်ချက်ကဒီအရာကိုလုပ်ဖို့အတွက်နီးလန်းရှိကိုရှိတယ်ဆိုတဲ့စိတ်ထားမျိုးရှိဖို့လိုအပ်တယ်အဲ့လိုစိတ်ထားရှိတယ်ဆိုရင်ငါဘယ်ပညာသင်ရမလဲဘယ်နေရာမှာသွားလေ့လာရမလဲဘယ်သူနဲ့ပူးပေါင်းရမလဲပတ်စံမရှိတော့ဘာနဲ့စလုပ်လို့ရလဲဆိုတဲ့အရာတွေတွားရောက်ရှာဖွေမှာပဲဖြစ်ပါတယ်အဲ့ဒီဘဝမှာကြီးပွားချမ်းသာဖို့စီးပွားရေးတွေစလုပ်ဖို့အတွက်အလွန်အမတန်အရေးကြီးတဲ့အရာကစိတ်အရင်းနှီးပဲဖြစ်ပါတယ်ဒီလူတယောက်ကစီးပွားရေးလုပ်ရှင်နေကျွန်မအရင်းနှီးမရှိဘူးဆိုကျွန်မကအရင်းနှီး10သိန်းထုတ်ပြီးမယ်သိန်း100ထုတ်ပြီးမယ်သိန်း1000ထုတ်ပြီးမယ်ရှင်းရှင်းဘာလုပ်မလဲလို့မေးတယ်ဆိုရင်အဖြေမရှိဘူးပဲဖြစ်ပါတယ်ဒါကြောင့်သင်အခုစီးပွားရေးလုပ်လို့မရတာကငွေအရင်းနှီးမရှိတာကြောင့်မဟုတ်ဘဲနဲ့စိတ်အရင်းနှီးမရှိတာကြောင့်ပဲဖြစ်ပါဒီလိုလေးကအကျိုးရှိရဆိုတော့ like and share လေးလုပ်ပေးပါကျေးဇူးတင်